ဂျပန်လူမျိုးတွေရဲ့လက်အောက်ခံဘဝမှာကြားရောက်နေတဲ့တရုတ်ပြည်သူတွေကိုလွတ်မြောက်အောင်ဆွမ်းစားပေးခဲ့ကြတဲ့ရှောင်းလန်းတူရီကောင်းဆက်ရှိပေါ်ဇလင်းစားမှာတော့ရှောင်းလန်းရှာတော်ကြီးကဂျပန်လူမျိုးတွေရဲ့လက်အောက်ခံအနေခံဘဝမှာခြေတိခံနေရတဲ့တရုတ်ပြည်သူတွေကိုကာကွယ်ပေးဖို့သူရဲ့ရှောင်းလန်းကျောင်းသားတွေကအစင်းမြင့်တိုင်းပညာတွေတက်ကြွတက်မြောက်ထားတဲ့ရှောင်းလန်းကျောင်းသားဆက်ရှိဥကိုရွေးချယ်ပြီးခေတ်ဟန်စေခဲ့ပါတယ်ဒီလိုနဲ့ရဲ့အနေနဲ့ခေတ်ဆက်လာပြီးတဲ့နောက်မှာတော့လူတရလောက်နေနဲ့ပြင်းနေနေပြီးမြရှုဖြစ်စီခံရတဲ့ရွာလက်တရွာကိုတွေ့လိုက်ရတဲ့အခါသူတို့အားလုံးကြောင်းရွံ့တုန်လှုပ်သွားခဲ့ကြပါတယ်။အဲ့ဒီအချိန်ရုတ်တဲ့သူတို့အနေနဲ့မှအတန်တခုကြားလိုက်ရပြီးတွားကြည့်လိုက်တဲ့အခါမှာတော့ပြည်သူတွေကိုလိုက်နှိမ့်ဆက်နေတဲ့ဂျပန်စစ်တီတွေနဲ့တိုက်ခိုက်မှုတွေစတင်လာခဲ့ပါတော့တယ်။ဒီတဲ့ဟာဂျပန်ပြန်ရှိရောက်တော့အချိန်ကိုစောင့်ဆိုင်းမနေတော့ပဲဂျပန်ပြန်ကိုယ်တိုင်လိုက်ပါကဆက်ပွေးတိုးဆက်ဆန်လာခဲ့ပါတော့တယ်။ဒီလိုတွေဖြစ်လာမှာကိုကြိုသိနေတဲ့ရှောင်းလန်းတူရီကောင်းတွေဟာသူတို့လာမဲ့လက်မှာတောင်60ကသူတို့အလာကိုစောင့်နေခဲ့ပါတယ်။ဂျပန်တွေရှောင်းလန်းတူရီကောင်းတွေရှိတဲ့ရွာကိုရောက်လာတော့တိတ်ဆိတ်နေခဲ့ပြီးသူတို့ထောင်6ထဲပေးမိကအပြင်းအထန်တိုက်ခိုက်နေရင်ပြည်သူတွေဂျပန်တွေရဲ့ရင်ကနေလွတ်မြောက်လာခဲ့ပြီးရှောင်းလန်းတူရီကောင်းစိတ်ရှိဦးတွေကတယောက်တိတ်တာလင်ရှောင်းလန်းရှာတော်ကြီးကိုပြန်လေရောက်ရှိနိုင်ခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ဇလန်လေးကတလောက်ပါပဲခင်ဗျ